PowerPoint နဲ့မှာဘယ်သူမှတိတ်မပြောကြတဲ့ဒီ guide နဲ့ smart guide ဆိုတာဘာလဲဆိုတာရှင်းပြပေးမှာဖြစ်ပါတယ်အဲ့တော့ဘာလဲဆိုတာယဉ်ကြည့်လိုက်အောင်ကျွန်တော်တို့ဒီအလဲမှာဒီမြင်းချောင်းလေးတစ်ခုကိုအခုကျွန်တော်ပြိသက်တွေတွေးလိုက်မယ်အဲ့လိုပဲဒီမှာလဲအလဲမြင်းလေးတစ်ခုကိုကျွန်တော်ပြိသက်တွေတွေးလိုက်မယ်အဲ့ဒါဒီပြင်နောက်ထပ်အခုဒီမှာကျွန်တော်တို့က shape တွေကိုရွှေ့လိုက်တဲ့အခါမှာအခုလိုအနီအောင်မြားလေးတွေနဲ့လာပြီးတော့ချုပ်ပေးထားတယ်ဒါဆိုရင်ဒီအကွာဝေးတွေကညီနေလို့သူပြောတာပေါ့နော်အဲ့ဒီမှာကျွန်တော်ဒီအောက်ချလိုက်မယ်ဆိုရင်လေဒါဆိုရင်သူအပေါ် line နဲ့ဒီနားလေးမှာ line လေးပေါ်လာတာကိုကျွန်တော်ပြိသက်တွေကြည့်ဒါဆိုရင်ကျွန်တော် mouse ကိုရွှေ့ပေးမယ်လေသူနည်းနည်းလေးချုပ်ပေးထားတယ်ဒါမျိုးတွေပေါ်နေတယ်ဒါတွေကို guide လို့ခေါ်တာဖြစ်တယ် smart guide တွေလို့ခေါ်တာဖြစ်ပါတယ်အဲ့ဒါတွေကိုဘယ်လိုမျိုးဖွင့်ရလဲပြီးရင်ဒီပေါ်မှာကျွန်တော်တို့ပေတန်နေတွေ့လိမ့်မယ်ဒီဘက်ဘေးမှာလည်းပေတန်တွေ့လိမ့်မယ် ruler ပေါ့နော်အဲ့ဒါတွေကိုဘယ်လိုမျိုးဖော်မလဲစတာတွေကိုဒီနေ့ပြောပြမှာဖြစ်ပါတယ်အဲ့တော့ဒါပြင်ဒီမှာရှိတဲ့ကျွန်တော်တို့ဒီ line တွေကဒီအလဲအတွက်ပဲကျွန်တော်ဒီမှာဆိုရင်လည်းအလဲကိုရောက်ဖို့တော့ကိုသူကကူညီပေးတယ်ပေါ့နော်တကယ်တော့ဒီ line တွေသာမပိုင်ရင်ကျွန်တော်ဒီမှာ center ကြအောင်ချဖို့ဆိုတာနည်းနည်းခက်တယ်အဲ့တော့အဲ့ဒါတွေဘယ်လိုဖော်ရလဲဆိုတာပြောပြမှာဖြစ်ပါတယ်ကျွန်တော်တို့အရင်ဦးဆုံးဒီပေါ်မှာ tab တွေရှိလိမ့်မယ်ဒီပေါ်တစ်ခုချင်းစီကို tab လို့ခေါ်တယ်အဲ့တော့အဲ့ tab ထဲမှာဒီမှာ view tab ထဲကိုသွားလိုက်မယ်tab ထဲရောက်သွားရင်ဒီမှာသက်ဆိုင်ရာ group လေးတွေရှိတယ်အဲ့ group တွေထဲမှာကျွန်တော်တို့ကဒီ show group ကိုshow group ထဲမှာကျွန်တော်တို့ဒီလိုမျိုးတွေလာပြီးဖွင့်ရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာ ruler ကိုကျွန်တော်တို့အမှန်ချစ်လိုက်ရင်အခုလို ruler ပေတံလေးတွေကျလာမယ်ဒီမှာအောက်မှာရှိတဲ့ guide ကိုကျွန်တော်တို့ဖွင့်လိုက်ရင်အခုလို guideline 2 line ကျလာမှာဖြစ်ပါတယ်ဒါပဲလားဆိုတော့မဟုတ်သေးဘူးတကယ်လို့ guideline တွေကိုပွားခြင်းရင်ကျွန်တော်တို့ control ကိုဖိပြီးတော့ကျွန်တော်တို့ကြိုက်တဲ့နေရာကိုဆွဲထုတ်လို့ရပါတယ်အဲ့တော့ဒါဘယ်လိုမျိုးအကူအညီဖြစ်လဲဆိုရင်ကျွန်တော်တို့ကဒီနားမှာဒီ shape ကိုအခုလိုထားခဲ့တယ်အဲ့တော့နောက်တစ်နေရာရောက်တဲ့အခါမှာလည်းကျွန်တော်တို့ကဒီ line ထဲမှာပဲဒီ shape လေးကိုထားခြင်းသေးတယ်ဆိုရင်အခုဒီမှာကြားလိုက်ရင်ဒီ line လေးကကြံနေသေးတယ်အဲ့တော့ဒီ line မှာပဲကျွန်တော်တို့ကဒီစာကိုထားရမယ်ဆိုရင်လည်းကျွန်တော်တို့အတွက်ဒီဟာလေးလာပြီးတော့အကူအညီဖြစ်မှာဖြစ်ပါတယ်အဲ့လိုနေရာမျိုးတွေမှာ design consistency ရှိဖို့အတွက်ဒီလို guide တွေကိုသုံးလို့ရပါတယ်အဲ့တော့နောက်တစ်ခုဒီ smart guide ဖြစ်ပါမယ် smart guide ကကျတော့ဘာလဲဆိုရင်ကျွန်တော်တို့ခုနကရှင်းပြသလိုဒီလိုအနီလေးနဲ့လာပြီးတော့ပြပေးတာဖြစ်ပါတယ်ဒါ design ဆွဲရင်တော်တော်လေးကိုအကူအညီဖြစ်တဲ့ကောင်ဖြစ်ပါတယ်အဲ့တော့အဲ့ဒါဆိုရင်အဲ့လိုဘယ်လိုဖွင့်ရမလဲဆိုရင်ဒီဟာလေးကိုဖွင့်ချလိုက်ပါတော့ဖွင့်ချလိုက်ရင်ဒီမှာပေါ်လာမယ်ပေါ်လာမှဒီ display smart guide one shape ဆိုရင်ဒါဒီ smart guide ကိုဖော်တာဖြစ်တယ်အပေါ်မှာဆိုရင် drawing guide ကိုဖော်တာဖြစ်တယ်အဲ့တော့နှစ်ခုလုံးကိုအမှန်ချစ်ပေးထားလိုက် drawing guide ကကြတော့ဒီပေါ်မှာရှိတဲ့ guide နဲ့တူတူပဲ smart guide ကကြတော့ခုနကတော့ကျွန်တော်ပြောတဲ့အနီရောင်လေးနဲ့ပြပေးတာဒီ smart guide ဖြစ်တယ်ပြီးရင်ဒီကောင်လဲ on ခဲ့လို့ရတယ် snap object to grid ဒါဆိုရင် grid line တွေမှာသူက snap သွားပြီးတော့ကတ်မယ်လို့ပြောတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ okay နှိပ်လိုက်မယ်အခုကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့တွေဒီမှာအနီရောင် line လေးတွေနဲ့ပေါ်လာပြီးဖြစ်ပါတယ်ဒီ grid ကိုနှိပ်လိုက်ရင်အခုလို grid line တွေပေါ်လာမှာဖြစ်ပါတယ်ခုနကတော့ snap to grid လောက်ခဲ့တာဖြစ်တဲ့အတွက် grid line တွေမှာလည်းသူကသွားပြီးတော့ကတ်နေပြီးမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဒီဘက်လေးသွားလိုက်တာနဲ့သူဒီ grid line တွေနဲ့သွားပြီးတော့တသားလေးကျသွားမှာဖြစ်ပါတယ်အဲ့တော့ဒါဆိုရင်ဒီနေ့ရှင်းပြပေးခဲ့တဲ့အကြောင်းဒီ view tab ထဲက show group ထဲမှာရှိတဲ့ ruler တွေ guideline တွေ grid တွေအကြောင်းကိုရှင်းပြခဲ့တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြည်သက်ကြီးအနေနဲ့နားလည်သဘောပေါက်နိုင်မယ်လို့ထင်ပါတယ်အဲ့တော့ဒါက daily powerpoint tips and trick ရဲ့နံပါတ်013ဖြစ်ပါမယ်အဲ့တော့ရှေ့ရဗီဒီယိုတွေကြည့်ကျင်သေးရင်အောက်က playlist ထဲမှာကျွန်တော်တစုတစည်းတည်းထားပေးထားပါတယ်ကျွန်တော်ရဲ့ဒီ Boeing PPT က tutorial video တွေကအသင်အတွက်အကျိုးရှိတယ်ဆိုရင် comment မှာ yes လို့မှတ်ခဲ့ပေးပါနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်